သာလူမောဒနာခေါ်သူနိုင်ငံအတွက်ဉာဏ်ရာကြားရာသိရာတွေ့ရာကနေရတ္တဝိရုလက်ကဝိရုဘက်ကကုဝိရအစရှိသောနမင်း၄ပါးကိုတိုင်တယ်ပြီးတော့ကုလူပြုရနေရလို့ဒါရောရန်တန်ကြပါတယ်ဒုတိယကျင်းအပြင်လုံတယ်တော်တရားကနေဘဝဟောင်းကိုစွန့်ပြီးဘဝလေးကိုပြောင်းရွှေ့ပွဲလွန်သွားတယ်တော့သာသနာ့တရားကြီးဥထုံများလေဟုမိရဲ့နေဒီမှာဘုန်းကြီးလည်းရောက်ရှိနေတာဖြစ်ပါတယ်အခုတရားကြီးရဲ့သမီးနဲ့တကောဝတရားကြီးတန်ငယ်ချင်းဖြစ်ပြီးတရားကြီးဥရှိတင်တော်ကနေဒီအားလုံးပေါင်းဒီသားစုတို့ကနေမြတ်တမ်းသူတွေများကိုပေးဝေမှာဖြစ်ပါတယ်ဒီကုသိုလ်များကိုဝမ်းမြောက်ဝမ်းသာသာလို့မောဒနာခေါ်သွင်းနိုင်ရတဲ့အတွက်တရားဝိရုလက်ကဝိရုဘက်ကကုဝိရအစရှိသောနမင်းလေးပါးကိုတိုင်တယ်ပြီးတော့မြင်ရာကြားရာသိရာတွေ့ရာကနေဒီနေရာကုသိုလ်ပြုရာဌာနကိုလာရောက်ရန်ပန်ကြားပါတယ်တတိယကျင်းအပြင်လုံငယ်သောတရားခန့်ကဘဝဟောင်းကိုစွန့်၍ဘဝတစ်ကိုပြောင်းရွှေ့ကွယ်လွန်သွားနေသောဓာရီဖွင့်များယနေ့မိမိရဲ့နေအိမ်မှာဘုန်းကြီးလည်းရောက်ရှိနေတာဖြစ်ပါတယ်အခုမိမိရဲ့ဓာရီသမီးနဲ့တကဝဓာရီရငယ်ချင်းဖြစ်သူဖြစ်တဲ့တကဝမိတ်ဆွေပေါင်းမိသားစုပေါင်းတို့ကနေဓာရီအတွက်အညာတမ်းပေးဖို့မှာဖြစ်ပါတယ်ဒီကုသိုလ်များကိုဝမ်းမြောက်ဝမ်းသာသာဓုမောဒနာခေါ်သူနိုင်ရန်အတွက်တရားဝိရုလက်ကဝိရုဘက်ကကုဝိရအစရှိသောနမင်း၄ပါးကိုတိုင်တယ်ပြီးတော့ဒီနေရာဒီဌာနကုသိုလ်ပြုဌာနသာဓုခေါ်သူနိုင်အားရောက်ရင်ပန်ကြားပါတယ်ပန်ကြားပါ